ဒီအရွက်ကိုမြင်ဘူးလားရိုးရိုးအရွက်ဆန်းတစ်ခုပဲလို့ထင်ရင်တော့လုံးဝမှားသွားမယ်နော်ဒါကိုတရုတ်တိုင်းရင်းစေးချမ်းတွေမှာအမျိုးသမီးတွေအတွက်နှက်ဆေးတစ်ဖားလူတောင်တင်စားကြတာဂျင်းမကားရဲ့ဒီအရွက်3ရွက်ရဲ့ရှိရင်ကျမ်းမကြီးအတွက်ရှယ်ပဲသူ့ရဲ့ထူးခြားချက်ကအပေါ်ယံကအစိမ်းရောင်အောက်ဖက်ကခရိုင်းရောင်တန်းနေတာအနံ့ကလည်းတကယ်ကိုတင်းပြန့်ပြီးစိတ်ကိုလန်းဆန်းစေတာမျိုးနှစ်ပေါင်း2000ကျော်တမိုင်းကြောင်ရှိတဲ့ဒီအရွက်ကဟင်းခတ်အမွေးခိုင်အဖြစ်လဲနာမည်ကြီးတယ်အာရှတောင်ပိုင်းကလူတွေဟင်းချက်ရင်ဒါကိုအမြဲသုံးကြတယ်ငါးချက်ကပဲဖြစ်ဖြစ်အသားကင်တာပဲဖြစ်ဖြစ်ဒါလေးနည်းနည်းထည့်လိုက်ကနဲ့ညီနှံ့တွေအကုန်ပျောက်ပြီးအနံ့အရသာကချက်ချင်း level တက်သွားရောဂျပန်စာနဲ့ကိုရီးယားအကင်ဆိုင်တွေမှာလည်းအမြဲပါလိရှိတဲ့အရွက်ပေါ့သူ့ရဲ့ပူနွေးရဲ့ထက်ကခန္ဓာကိုယ်ထဲကအေးပတ်တာတွေကိုမောင်းထုတ်ဖေးတယ်ရေနွေးလေးနဲ့ကြိုးတကြားညိုလေးနည်းနည်းထည့်ပြီးတောက်လိုက်ရင်အရသာလေးရှယ်ကျမ်းမာရေးအတွက်လည်းတနေ့တာအားအင်းပြည့်စင်မဲ့အကောင်းဆုံးစီးတစ်ခွက်ပဲဗျာ